ကိုကြီးအန်ထူအိမ်ထဲမှာခမရရှိလားရှိရင်ကြောက်ကိုပြန်ထူ အန်တူအကိုကြီးအန်တူအိမ်ထဲမှာခင်ဗျားရှိလားရှိတော့ပြန်ထူဟာတော့ဝက်စားကြီးမတွေ့တာတော့ကြာပြီဗျာချင်းတွေဘာတွေသူလဲရွာပြက်ရောက်လာကြာပြီလား နေ့ရပဲပြောတယ်ဗျာ အိမ်ပေါ်ကိုလာခဲ့ကြရင်လေးကြမ်းလေးဘာလေးတောက်ရင်ခုလာတာပါကိစ္စ ဘာကိစ္စဖြစ်ရမှာလဲအောက်ကျောက်ကကြောက်ပွဲစားသည်ကြောက်ပွဲစားအိမ်ကိုလာတော့ကြောက်ဝယ်ဖို့ပဲမဟုတ်ဘူးလားဟေး ဘိုးတော်တော့မိလာ ਈ လားအန်ထူမှာကြောက်ကောင်းကြောက်တာပါမလားလို့လဲလာတာ အိုးကြောက်ပွဲစားတဲ့ကြောက်သူကလည်းတွေ့ကြပြီဟေးခဏလေးနောက်ပေါ်ပြီအန်တူဟေးအန်တူဒီကတော့ဟောရကြောက်ပွဲစားအောင်တော့ကြည့်ပြီလို့တဲ့ဒီကိတခါလေးရောစားပါကွာ ဟုတ်ကဲ့အဖကျော်လာပြီလာပြီဒီမဲ့ဒီကြောက်ပဲကွာတစ်ချက်လောက်တော့ရှိုးကြည့်စမ်းပါမိပညာဖျက်အောက်ပဲဒီလေတဲ့ချက်စီကြည့်ဗျာ ကဲနန်းဆန်ကျုပ်စစ်ကြည့်မယ်ဟောဒီမီလေးနဲ့တစ်ချက်လောက်ကျုပ်တောက်ကြည့်မယ်ဟာနဲနဲဟာကြီးလား sorry ဟာနဲနဲဟာကြီးလားဟောဒီမှာကြည့်ဒီကြောက်ကထောင်နေကြီးပဲ ဘာလို့ရမှာလဲငွေဆက်ကိုထောင်တန်လေးနဲ့ သိုံထောင်ချီတယ်ပြောသိုံမှာထောင်ချီတဲ့ကြောင် 来来来来